ပေါ်ကလေးသည်1915ခုနှစ်တွင်စိန့်ဂျာမိန်မှလာထွက်ချိန်မည်ရှိမြောက်ကြီးတစ်ခုကိုရေးဆွဲခဲ့သည်တူနီရှာခီးစဉ်၌သူရေးဆွဲသောအခြားပကြီးများလိုပင်အစာအုပ်နှင့်ရှုခင်းများကိုရေးဆွဲရ၌ဖောက်ထွင်းမြင်ရသောခပ်ပပရောင်တို့ကိုအသုံးပြုလျက်ဂျီယိုမီထရီအကွက်ပုံစံမျိုးတရုပ်ဖော်ရေးဆွဲခဲ့သည်အစာအုပ်တစ်ခု၏ထိပ်ဖြာခေါင်းမိုးစွန်းအလွန်မိုးပြရောင်ကောင်းကင်စီမှဝိုင်းဆက်သည့်အပြာနုဖြဖြလာပြင်းညာလိုင်းအနာသက်မှာမိခိုးပြရောင်စုပ်ချက်အသေးဖြစ်သည်မဂျီကာတစ်ခုလုံးစုပ်ချက်အသေးဟု၍ထိုးစဝိုင်းအနာသာဖြစ်သည်ဒီငယ်အေးစေးသောမိခိုးရောင်အပြာရောင်တို့သည်နူးညံ့ဖြုတ်မိစွာနှွေးထွေးသောအဝါရောင်ပန်းရောင်အနီရောင်တို့ဖြင့်ပြည့်ပြည့်စွာယုံနှုတ်လျက်အလွန်ဆွေးငင်ညှို့ယူနိုင်စွမ်းသောညောင်ကြီးတစ်ခုဖြစ်ခဲ့သည်ပေါ်ကလေးနှင့်လာပြညာထုံးစံအားဖြင့်ကန္နမာသုတေသနတက္ကသိုလ်၏တင်နန်းခန်းမတွင်ကျမသွားတက်သောလက်ချာတို့သည်ညနေ4နာရီမှညနေ6နာရီအတွင်းသာဖြစ်တတ်သည်ထိုညနေခင်းကတော့သွားရမည့်လက်ချာချိန်သည်ညနေ6နာရီမှည8နာရီအထိဖြစ်ခဲ့သည်အကယ်၍သာကန္နမာနယ်မြေဝန်တစ်ခုတွင်မှအလုံးလုံးနေခဲ့တာမဟုတ်ဘူးဆိုလျင်ထိုစာဖတ်ပွဲကိုကျမလက်လွတ်လိုက်ရုံသာရှိမည်။ဘာကြောင့်လဲဆိုတော့ည8နာရီလက်ချပြီးချိန်တွင်ကျမပြန်စရာဘတ်ကားမရှိတော့လို့ပဲဖြစ်သည်။ကန္နမာတောင်ချီသို့ဝင်ရကေးပေါက်ရှိကကက်လျက်မှတ်တိုင်သည်နံပါတ်14ကားပြကြီး၏ဂိတ်ဆုံးမှတ်တိုင်ဖြစ်သည်။ထိုကားသည်ကန္နမာမှကျမတို့အဆောင်ရှိရာလမ်းဆောင်သို့ရောက်သည့်တစီသေးသောကားဖြစ်သည်။သို့သောထိုဘတ်ကား၏နောက်ဆုံးကားသည်ကန္နမာရှိမှတ်တိုင်မှည9နာရီ58မိနစ်မှထွက်ခွာသည်ဘတ်ကားဂိတ်သို့ကျမအနေဖြင့်9နာရီ55မိနစ်မှအရောက်သွားပါမှထိုကားကိုမိဖို့တေချာမည်ဘတ်ကားမောင်းသူ၏နိုင်ရီသို့မဟုတ်ကားထဲကနိုင်ရီသည်ကျမနိုင်ရီနှင့်မိနစ်မလွဲစက္ကန့်မလွဲတူညီနေမည်ဟုယုံကြည်မျှော်လင့်လို့မရကျမနိုင်ရီက10မိနစ်2မိနစ်နောက်ကျခဲ့လျင်သို့မဟုတ်သူ့နိုင်ရီကမြန်ခဲ့လျင်ဘယ်နဲ့လုပ်မလဲဒီတော့ထိုနောက်ဆုံးကားကိုမိလို့လျင်တင်တဲ့ခန်းမမှာ9နာရီ30မိနစ်မှာနောက်အကျဆုံးထား၍ထွက်ခဲ့မှဖြစ်မည်တက္ကသိုလ်အစာအုပ်ထွက်ပေါက်မှန်တကားမှာယထာဘုရားယုံကလေးရှိရာသို့ရင်းမြင့်ကျဲကိုဖြတ်ပြီးခတ်သွတ်အပြေးလမ်းလျှောက်သွားလျင်2မိနစ်ပုံမှန်ဖြည်းသွားလျင်3မိနစ်ကြာမည်အဲ့ဒီမှာစောင့်နေသည့်ယထာတွဲကလေး2တွဲအဆင်သေးရှိပါမှာမရှိခဲ့လို့လာမြင့်တွဲကိုစောင့်ရလျင်10မိနစ်ဝန်းကျင်လောက်ကြာမည်တောင်မော်ဘုရားယုံကလေးနှင့်တောင်အောက်ဘုရားယုံကလေးအကြားယထာတွဲကလေးပြေးချိန်10မိနစ်ရှိသည်တောင်အောက်ဘုရားရင်ပြင်မှာမြေပြင်ညီတဲ့ရှေ့ရာသို့ဓာတ်လေကားဖြင့်ဆင်းလိုကားဆင်းရိုးရိုးလေကားဖြင့်ဆင်းလိုကားဆင်း10မိနစ်ပဲထို့နောက်မြေပြင်ညီထက်မှကင်းပေါက်ရှိရာသို့အထွက်ကားလမ်းဘေးပလက်ဖောင်းမှရှောက်သွားလျင်2မိနစ်ထပ်ကြာမည်ထို့ကြောင့်နောက်ဆုံးက9နာရီ58မိနစ်ဟူသောကန့်သက်ချက်ကြီးကိုကြည့်က6နာရီစသောလက်ချအားလုံးကိုကျမလက်လွတ်ခဲ့ရသည်ထိုညနေခင်းမှာတော့သူ့ရုံမှာအချိန်ပိုယူပြီးအလုပ်လုပ်ရမည်ဖြစ်၍ရုံစည်းချိန်နောက်ကျမည်ဟုတယ်လီဖုန်းပြောရင်းအမှန်မတင်စကားဆက်မိသွားခဲ့သည်ဘယ်ချိန်လုံးထိနေရမယ်တင်တယ်လဲဟုအားတက်တဲ့ရောမိကြီးခဲ့စဉ်ကည9နာရီခွဲထိနေရဖို့များတယ်ဟုသူဖြေပါသည်ည9နာရီခွဲထိနေရမှာတူတူည8နာရီအထိမနေနိုင်ဘူးလားဟင်အရေးဆုံးကကျမမေတော့သူကဘာကြောင့်လဲဟုဇဝေဇဝါပြန်မိခဲ့လေသည်ကျမအဲ့ဒီညနေခင်းမှာ6နာရီစာမေးလက်ချောက်ကိုတော်တက်ချင်နေရအပြန်ဘတ်ကားမရတော့ဘူးများလို့လည်းလဲရတော့မေးစစ်စစ်ကွအဲ့ဒါကိုနေတတ်များ8နာရီထိနေပြီးနိုင်မယ်ဆိုရင်အပြန်ကားကြောင့်လိုက်ရတာပေါ့လက်ချာက8နာရီပြီးမှမဟုတ်ပါသူရှေ့ရှော့ရှူကူညီပုံမရ9နာရီခွဲနဲ့8နာရီမထူဘူးလို့ထင်ရပေမဲ့အချိန်ကွာခြားချက်နိုင်ဝက်ကြီးများတော့ရှိရရတနာမင်းလက်ချမပြီးခင်နိုင်ဝက်မှာကိုကဘာလုပ်နေရမှာလဲထို့အဖြစ်ကိုကျမမျှော်လင့်မထားခဲ့မိပါဥယျာဉ်ထဲဆင်းပြီးလမ်းလျှောက်နိုင်တာပဲဒါမှမဟုတ်စားတော့ဆိုင်မှာညစာမှာစားရင်ဆောင်မလားထို့နောက်ချက်ချင်းပဲကျမနောက်ဆုံးလိုက်ရင်အင်းလေရှင်စင်ပြေမှာပါကျမရှင်ကိုဒုက္ခမပေးချင်ပါဘူးတခြားကမင်းအတွက်အရေးကြီးနေတယ်ဆိုရင်တော့သူ့လေတံမှာခက်ဆဆတွန့်ဆုံမှုကိုကျမခံစားရသည်။အိုးအရင်မကြည့်ပါဘူး။နေလိုက်တော့နော်။ကျမသွားမတက်လေဘာမှမဖြစ်ပါဘူး
စိတ်မကောင်းမှဝေရတနာကိုအိမ်ကိုရှင်းနိုင်ပြန်ရောက်ချင်လို့ပါကိစ္စမရှိပါဘူးကျမနားလည်နိုင်ပါတယ်ကျေးဇူးပဲနော်ဒီအတိုင်းဆိုကျမလောကနဲ့နေကြည့်သွားမိရန်တူပါရဲ့ဟိုတွေးလျက်လက်ချအကြောင်းမေးပြလိုက်သည်နောက်တနေ့နေ့လယ်မှာသူကျမထံဖုန်းဆက်ခဲ့ပါသည်သူဖုန်းဆက်ချိန်ကကျမကိုတရားဝင်ပိုင်ဆိုင်ပတ်သက်သောမိုးတောက်ပန်းဆိုင်ရုံကန်သို့ခဏသွားနေရသောကြောင့်ကျမမရှိခဲ့ပါတယ်လီဖုန်းလက်ခံသည့်ဆက်ကလေးထဲမှာသူထည့်ထားသောတင်းကိုညနေ4 နာရီကြာမှကျမနားထောင်ရသည်ဟိရနာကိုပါနေတန်အခုနေ့လည်းတနာရီရှိပြီပေါ့မင်းပြောရတဲ့ဒီညနေလက်ချာကိုမင်းစိတ်ဝင်စားသေးရဲ့ဆိုရင်နားခဲ့ပါကိုနိုင်ဝက်ဆောက်ပြီးဖို့ဝမ်းမြောက်ဝမ်းသာဆုံးဖြတ်လိုက်ပါတယ်အားရမယ်ဆိုရင်ကိုရုံဖုန်းကိုဖုန်းဆက်ပြီးအတိပြုပြီးပေါ့မင်းပြောလို့ဦးရဲ့ထဲကနေမင်းကိုပို့ဆောင်လိုက်ပါတယ်ကျမမျက်မှောင်ကျုပ်ရင်ပြုံးမိသည်ကြည့်ဒီလူဟာသဘောကောင်းချင်တာမဲ့အရင်တွန်းဆုံနေခဲ့ရသေးတယ်ဘာပဲဖြစ်ဖြစ်သူကျမကိုလိုက်ရောလိုက်ပြီးပေါ့ကျမလက်ချခံနေရထွက်လာတော့အခါည8 နာရီထိုး9 မိနစ်ရှိနေပြီတောင်ကုန်းအမြင့်ပေါ်မှာထီထီမမကြီးတည်ရှိနေသောအဆောက်အဦကြီးကိုမှန်ပတင်းပြင်သို့ထွက်ထွက်ချင်းနှင်းငွေလွမ်းသောဆောင်းလေးကြောင့်စိတ်ကနေအေးခိုက်သွားသည်ကျွေပြားမျက်နှာပြင်ပလာဇာမျက်နှာပြင်ကြီးသည်နှင်းဆက်ဆူဆူနေသည့်ကျမ၏ဖက်နှက်အပါကိုချော်စီနိုင်သည်ခြေလမ်းကိုတတိထား၍လှမ်းနေရသည်ဤကျွေပြားခင်းမျက်နှာပြင်ပေါ်မှာညက်ဖက်နှက်အပါဖြင့်လမ်းလျှောက်နေသူဟု၍ကျမတယောက်သာရှိမည်ဤကျမ်းမြင်သည်ကျမဖက်နှက်နှင့်မသိတုံမှန်းကျမသတိထားမိပါရဲ့သူကားစုံနေလိုက်ရမှာမို့ဖက်နှက်ပါနှင့်ထမိန်ကိုရွေးချယ်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ခလလမီးတိုင်းမှာမိန်ပြပြအလင်းကြီးအားကိုဖြင့်ကျမရှောက်လာနေစဉ်အေးသည်ပို၍တိတ်သေးလာကအပေါ်ဝအင်ကြီးကိုဖောက်ထွင်းပြီးဆူဆူရှက်ရှက်ချမ်းသွားသည်လက်နှစ်ဖက်ပိုက်ပြီးဂျိုင်းချတဲ့လက်ဖြားတွေထိညက်ထားလိုက်ရ၏ဥယျာဉ်သို့အစဉ်လေကတိများဤထိတ်သို့ရောက်သည့်အခါအောက်ဘက်ဥယျာဉ်ထဲသို့လှမ်းမြော်ကြည့်လိုက်သည်သူအဲ့ဒီမှာရောက်နေပြီလားကျမကိုစောက်ရတာကြားလို့စိတ်တူမနေတန်ရပါဘူးနော်ကားထဲမှာစင်းတော်မီဟန်ပြင်ခိုက်ပြရိုက်ပတ်စီကလာနေသောရှုပနတ်တန်ခပ်ပွပွခတ်တော့ကိုကြားရသည်ဘာကြောင့်လဲတော့မသိသူဥယျာဉ်ထဲမှာစောင့်နေမှဟူသောအသည့်ရှိနေပါလျက်အဲ့ဒီဖနတ်တန်ဟာသူလမ်းလျှောက်လာတဲ့ခြေတံပဲဟုရုတ်တရက်ခံစားမိလိုက်၏လှည့်ကြည့်လိုက်တော့သူပြတဲ့ရှင်ပိုင်းကြီးကအလင်းရောင်ကိုကြုံပေးကကျမထံလမ်းလျှောက်လာနေတာဖြစ်ပေမဲ့မှောင်ရိပ်ကျနေသောသူ့မျက်နှာ၏အပြုံးကိုကျမခံစားလို့ရနေသည်ရဲရနာအိုးရှင်ဥယျာဉ်ထဲမှာရှိနေမယ်ထင်ခဲ့တာအခန်းထဲမှာပဲအလုပ်လုပ်ရင်စောင့်တာကပိုအဆင်ပြေလို့လေကျမတို့နေရာတစ်ဖက်ပြန်လဲကရှင်းပြအတိုင်းဘူဒါယုံတို့အစဉ်လေကရက်ကြီးများစီတို့ရှောက်လာခဲ့ကြသည်ဒါနဲ့ရတနာရထားလမ်းခုလက်မှာလမ်းချော်သွားလို့တဲ့ကားကြီးတွေနဲ့ပဲကြိုးပုတ်ပေးနေတယ်ဒီတော့ကားပေါ်အတက်မှာနည်းနည်းတော့တန်းစီရမယ်ထင်တယ်ကြားရတာအော်စရာပဲကြီးတဲ့နမမှာရထားတွေပြတ်တယ်ဟုတ်လားဒီလောက်ချမ်းသာပြီးဒီလောက်ကြီးကျယ်တဲ့ကဏ္ဍမှာလေသူရေမောပါသည်ဟုတ်ကွာဆက်ဆိုတာပြတ်တတ်တာပေါ့အခုသူတို့ပြင်နေကြပါတယ်တကယ်လို့ကိုရုကကိုတမ်းမစီချင်ရင်လမ်းလျှောက်ပြီးဆင်းလို့ရတာပဲကွန်ကရစ်ကားလမ်းပြင်မှာလူသွားဆင်းကျန်နေရှိနေတာပဲဟုတ်ကဲ့လမ်းလျှောက်ရတာကိုကြိုက်တယ်ရထားလမ်းနဲ့အပြိုင်ဥဒတိုင်းခဏနဲ့အခါရခန့်ကာယံချထားသည့်ကွန်ကရစ်ခင်ကားလမ်းပြင်မှာလူတစုသည်ရထားသောကားပေါ်သို့တယောက်ချင်းတက်နေကြသည်သူနဲ့ကျမထိုလူအုပ်ကိုကြော်ဖြတ်လိုက်ကကားလမ်းမေးကကွန်ကရစ်လူသွားဆင်းချက်အမြင့်ကလေးပေါ်မှာခတ်သွတ်လမ်းလျှောက်သွားကြပါသည်ပတ်ဝန်းကျင်သည်အမှောင်တို့လွမ်းစားအချိန်ဖြစ်သည်သို့သောစင်းကြံပေးမိတိုင်းများစီကအလင်းဖြင့်ကားလမ်းသည်အဝါရောင်လင်းလျက်ရှိသည်ချမ်းနေသလားဟုတ်ကဲ့ခဲတော်ဖြေတော့မယ်သူခပ်ဖွားရင်မိုးပါသည်သူကြည့်ရတာတော့အေးတဲ့ကသူ့အပေါ်လုံးဝမတက်ရောက်တယ်လို့ပဲကျမလိုဆွဲတာအပေါ်ဝတ်ပြီးမပါခပ်ဖွားအင်ကြီးလက်တို့ကိုသာဝတ်ထားသည်အင်ကြီးအသားကခြိသားစစ်စစ်ခက်ကြမ်းလေးပူပွားမွမအသားမျိုးဖြစ်သည်အနက်ရောင်ချင်းကျုံကိုအိတ်အပြော့စားကိုပခုံးမှလွယ်လျက်တက်ကလက်အပါစားပေါင်းမိဤဘေးအိတ်တွေထဲလက်တွေထိုးထဲကတတလမ်းလျှောက်နေသောသူ့ခြေလမ်းကြေးကြီးတွေကိုကျမမိအောင်လိုက်ရင်သူ့ကိုဘေးတိုင်းမောကြည့်မိသည်ရှင်ကတော့မချမ်းဘူးပေါ့နော်သူ
သူကျမကိုတစ်ချက်ငုံကြည့်၏ကိုကအင်မတန်အေးတဲ့ဒေတာကလာတဲ့သူလေကိုရုစီမှာရာသီဥတုတိတ်ဆိုးတယ်တစ်ချိန်လုံးမိုးတွေနှင်းတွေနဲ့ဆိုးဆိုးအေးခင်းနေကြတာကျမတို့တော့ဒီအေးဟာပေါ့မဟုတ်ဘူးမင်းနွေးတဲ့ထူထူဝတ်ခဲ့ဖို့ကောင်းတယ်ကျမသိပါတယ်နောက်များဆိုရင်တော့အနွေးတဲ့လုံးလုံးဝတ်တော့မယ်ဟုတ်ကျမပြောရင်လက်ပိုက်လိုက်ရပြန်သည်ကားရရောက်ရင်အပူဝိတ်ပေးဆက်ဖုတ်နေပါမယ်အခုတော့လမ်းတွတ်လျှောက်ဖို့ကိုနေတန်ဓာတ်ထက်ခတ်တွတ်လျှောက်ရရင်ကျမပြေးလိုက်ရတော့ sorry သူဒီယခုမှပင်ကျမအားငှင်းညာပြီးခြေလမ်းနည်းနည်းလျှောက်ပေးဖို့တတိယသွားလေသည်ခက်လလန်တရာဤတစ်ဖက်ရထားလမ်းပေါ်မှာလူနှစ်ယောက်ထိုင်နေသည်အလုံသမားဝတ်ဆောင်တွေနှင့်တတုခမောက်ပြင်ပြောင်းလက်ကိုမြင်ရသည်သူတို့တစ်ခုခုကိုငုံ၍ပြင်ဆင်နေကြရရှိသည်ဟိုးအနှိမ့်ပိုင်းတောင်အောက်ခြေဝေးစီမှာကားမီးအောင်အဆက်ပြောက်ကလေးများစီတန်းရွေ့နေသည့်ကားလမ်းမကြီးကိုအပေါ်စီဖြင့်မြင်ရသည်405အမြင့်လမ်းမကြီးဖြစ်သည်မီးအောင်ကလေးတွေရွေ့နေပုံကနှေးကွေးနေတယ်လို့ပဲဒီဘက်ခြမ်းမှာဒီဘက်သို့လာနေသောကားမီးအောင်တွေကရှေ့မီတွေမှုအဖြူရောင်မီးပွင့်ကလေးများဟိုဘက်ခြမ်းမှာမြောက်ဘက်သို့သွားနေကြသောကားမီးအောင်တွေကနောက်မီးတွေမှုအနီရောင်မီးပွင့်ကလေးများအတန်းလိုက်အဖြူရောင်မီးပွင့်ကလေးများဒီဘက်သို့စီတန်း၍လာနေချိန်တွင်အနီရောင်မီးပွင့်ကလေးများကတရွေ့ရွေ့ဟိုဘက်သို့သွားနေကြသည်တိတ်မကြခင်မှာကျမကိုအဆောင်ပြန်ဖို့ပြီးပြီးနဲ့သူကလည်းအဲ့ဒီအမြင်လမ်းမထဲသို့မိပွင့်ကလေးတစ်စုံအဖြစ်ဝင်ပြီးတန်းစီရတော့မည်အရှိဘက်မူကုန်းဆောင်ဝိုင်းအဆက်တွင်အလင်းရောင်တစ်ခုကိုမြင်ရသည်လာထွက်တော့မြည်ထင်သည်အပေါ်ပိုင်းမှာနှက်ပြရောင်ကောင်းကင်အောက်ဆက်မှာကအပြာနုဖြူဖြူကောင်းကင်ဖြစ်နေပြီညာကမလားမလားရတနာဟုတ်ကဲ့သိလာတာပဲအခုလိုအချိန်မှာမင်းကိုပုံဝတ်ထူတွေတစ်ပုဒ်လောက်ပြောပြဖို့ကောင်းတယ်ကျမအံ့ဩသွား၏ပုံဝတ်ထူအေးလေမင်းကပုံပြောကောင်းသူပဲမဟုတ်လားအခုလိုအေးချမ်းတဲ့ညမှာကားရက်တဲ့နေရာမရောက်ခင်မင်းစီကပုံဝတ်ထူတွေတစ်ပုဒ်လောက်ကြားရရင်ကောင်းမှာပေါ့ဘာကြောင့်လဲမကြခင်ကျမတို့ကားရက်တဲ့နေရာကိုရောက်တော့မှာပဲပုံနာထောက်ပြီးအချိန်ဖြုံးမဲ့စာဟောဟိုမိုးဘုတ်ဆက်ဝိုင်းဆက်ကနေလာထွက်လာမယ့်အချိန်ကိုစောင့်ကြည့်ရင်လမ်းလျှောက်စီရတာပုံမကောင်းဘူးလားသူတုံကနေရက်လိုက်တဲ့ဖြင့်ကျမပါအလိုလျောက်ရက်မိသွားသည်သူကျမကိုငဲ့ကြည့်ပုံပြောချင်းတက်ပညာကိုလူတွေဖန်တီးပြီးလက်စိတ်ကန်ခဲ့တာအချိန်ဖြုံးဖို့လို့မင်းထင်လို့လားဒါဖြင့်မိမကြောင့်ဝတ္ထုတွေရင်းနေခဲ့ရတယ်ကျမတခဏဆွမ်းရသွား၏ဘာပြောရမှန်းဘာပြန်ပြောရမှန်းမသိပါကျမမသိဘူးကျမမှာပြောရှင်းတာတွေများလာတဲ့အခါဝတ္ထုရေးပြလိုက်တာပဲသူဆက်လက်လျှောက်ပြန်၏ကျမလည်းသူ့ဘေးမှာဆက်လျှောက်သွားရပြန်ပါသည်ကောင်းပြီဘသူအတွက်ပြောရှင်းတာလဲဘာရလက်ကိုမျောနေပြီးပြောရှင်းတာလဲဘသူအတွက်ပါလဲဘာကိုမျောနေခဲ့ပါလဲလူတွေကိုအသိပညာပေးဖို့လားလူတွေကိုတွေးခေါ်စီခြင်းမှုတရားနဲ့ရင်းနှီးအောင်လုပ်ပေးဖို့လားကျမထင်တော့လူတွေကိုပိုကောင်းတဲ့ဘဝလေးတွေမျှော်လင့်စေတတ်ဖို့ထင်တယ်အနည်းဆုံးသူတို့ကိုစိတ်ချမ်းသာစေချင်တာပါပဲသူလက်ပြောက်တစ်ချက်တီးလိုက်အဲ့ဒါပဲဘိုးရတနာပုံဝတ္ထုပြောသူတွေဟာနှစ်ပေါင်းထောင်နဲ့ချီပြီးသူတို့အမှုပညာတွေကိုလက်ဆင့်ကမ်းလာကြတာအဲ့ဒါလူဘဝဖြစ်တည်မှုကိုပို့ပြီးအတိတ်ပဲရှိစေလို့ပဲပေါ့လူသားတွေရဲ့အမတ်တရားဖြစ်တွေစိတ်တည်ဆောက်မှုခွန်အားတွေဂုဏ်သိက္ခာတွေကြောက်ရွံ့မှုတွေအဲ့ဒါတွေကိုနောက်ထပ်မျိုးဆက်တွေအများကြီးတည်တံ့အောင်သူတို့လုပ်ပေးနေခဲ့တာဘာမှမမြင်ရအောင်ပိတ်ပိတ်မောင်နေတဲ့လောကအလင်းမှာစံတဝါဝါနေရတဲ့လူသားတွေကိုပြလိချက်အလင်းရောင်ရေးရေးကလေးပေါ်မှာအတိတ်ပဲရှိရှိအသက်ရှင်နေထိုင်တတ်အောင်သင်ပေးနေကြတာပုံပြောတာဟာအချိန်ဖြုံးတာမဟုတ်ဘူးလူသားရဲ့တန်ဖိုးမြင်မာတစ်ထက်မြင်မာအောင်ပြုမြင်ပြောင်းလဲပေးနေတာလူရင်ချင်းမှုအဆောက်အအုံမှာပုံပြောသူတွေဟာအရေးပါတဲ့ပုဂ္ဂိုလ်တွေဟိုးရှိခေတ်ကပြင်စလက်အတတ်ပညာရှင်ပုံပြောသူတွေကအစအခုခေတ်ဝတ္ထုရေးစရာကြပြဆရာတွေအထိသူတို့အားလုံးဟာမှောင်မိုက်တဲ့ညတွေရဲ့ခြေရောင်ကြီးတွေပဲโอเคကျမပုံပြောခြင်းစိတ်တိတ်ကိုပြင်းထန်လာပြီကျမအရင်မို့တော့လဲသူမရေးပါကိုတကယ်ပြောနေတာဟုတ်ပါပြီရှင်းစကားတော့ကျမအလေးနဲ့လက်ခံပါတယ်ဒါပေမဲ့တနေ့မှာဝတ္ထု3အောက်ထပ်ဖို့ဖျက်ဖြစ်ဘူးလို့ဝန်ခံထားတဲ့ရှင်းစီကဒီစကားတွေကြားရတာတော်တော်ထူးဆန်းတယ်မထူးဆန်းဘူးလားအဲ့ဒီခါကျမှသူလက်လိုက်လေလေရှိတော့သည်ဟ
ဟာထိပြီကွာထို့နောက်ချက်ချင်းမိမျက်နှာတီးသွား၏တစ်နှစ်မှာ3-4အုပ်ထက်ပိုပြီးမဖတ်ဖြစ်တာအခုမှ4-5နှစ်ပဲရှိပါသေးတယ်အရင်ကကိုဘယ်လောက်ထိစာရီဖတ်ထားခဲ့တယ်လဲဆိုတာမင်းဒီလိုတက်ရုံမှမဟုတ်ဘူး sorry နောက်နေ့ရချင်းရရင်မင်းဖတ်ထားတဲ့စာအုပ်တွေနဲ့ကိုဖတ်ထားတဲ့စာအုပ်တွေမှတ်ညံချင်းလေးယူကြရအောင်လားကျမ၏ပါပြင်မှာနှင်းငွေဆိုထိုင်းနေတော့လေဤစူးစူးရှာတိုက်ခတ်မှုကြောင့်ထုံချင်းဤခဲလာခဲ့သည်ထို့ကြောင့်ဘာနှစ်ဖက်ကိုလက်ဖြင့်အသာအရာပုတ်တက်မိသွား၏ကျမကိုယ်တိုင်စာရေးဆရာအဖြစ်ပုံပြောကောင်းသူဟူသောတမတ်ချက်ထက်ပိုပြီးအရေးပါမည်ဖြစ်တည်မှုတစ်ခုအဖြစ်ဘယ်တော့မှစဉ်းစားမိခဲ့ပြီ။ဘာကြောင့်လဲဆိုတော့ပုံပြောခြင်းအတက်နှင့်ပုံပြောသူတို့၏အရေးပါမှုခံကဏ္ဍကိုသတိမထားမိခဲ့ခြင်းကြောင့်ဖြစ်သည်။ကမ္ဘာလောကကြီးကိုအသက်ရှင်နေထိုင်သောနေရာတစ်ခုအဖြစ်ဖန်ဆီးပေးသူများတွင်ကျမသတိထားမိခဲ့သည့်ပုံပြောသူများပါဝင်ကြောင်းကျမလက်ခံလိုက်ရပါသည်။အဲ့ဒီလိုလက်ခံလိုက်ရသည့်အခါကျမဘဝမှာအသက်ရှင်နေထိုင်ရသည့်အရာသည်ပို၍ပြည်စုံသွားပါသည်။ဘဝကိုပို၍ကျင့်တတ်သွားသည်ဟုပြောနိုင်ပါသည်။နားထောင်ကိုနေတဲ့ကျမပုံမှုထုအတူကလေးတစ်ခုပြောပြပါမယ်။ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ပုံမြင်လေးပါ။အောက်ခြေမှာလူချပြီးပြန်တက်လာသောဘတ်စကားကြီးသည်ကျမတို့ဘေးမှာခက်ခက်တဲတဲကြီးဖြစ်သွား၏။ဟိုးရှိတုန်းကဗုဒ္ဓဘာသာယဟန်နှစ်ပါးဟာကျောင်းတစ်ခုကိုဖြစ်ဖို့ကံမကိုရောက်လာခဲ့တဲ့။အဲ့ဒီမှာအမျိုးသမီးငယ်လေးတို့ဟာဟိုကောင်းစားလာတွေနဲ့ရက်ပြီးအဲ့ဒီချောင်းကိုဖြစ်ဖို့တွတ်ဆုပ်ဆိုးရင်နေတာကိုမြင်ကြရတယ်။ချောင်းဟာလူဖြတ်တာလောက်ခက်တဲ့တိမ်မှာပဲ။ဒါပေမဲ့ချောင်းရည်ကနောက်ကြီးရဲ့ရွှံ့ပွက်ရည်တွေဖြစ်နေတာကတကြောင်မိန်းကလေးဟာရေစီးကိုကြောက်တာကတကြောင်ပြန်မကူရဲဘူးပေါ့။ကျမတို့တောင်အောက်ဘူတော်ယုံပြီးတော့ရောက်လာကြသည်။ကားလမ်းဘေးလူသွားစင်းကြံမှာရထားဆောင်ရာစင်းကြံကွက်လက်စီတို့ကူလိုက်ကြ၏။တမနီအောင်ပြောင်းလဲနေတော့စုံလေပိုင်လုံးတန်းကိုတွန်းပြီးဘူရာထဲဝင်လာကြခိုင်းကျမတို့ကိုရှင်းပြရပါသည်။ဗုဒ္ဓဘာသာထဲမှာဖျားသားတော်ဘေခုယဟန်တွေဟာအမျိုးသမီးတွေနဲ့ထိတွေ့ရင်းနှီးခင်မင်ခွင့်မရှိဘူး။ယဟန်တွေရဲ့တိတ်ခါပုံညင်နှောင်းမှာဆိုကိုသိပါတယ်။အဲ့ဒီမှာယဟန်နှစ်ပါးအနံတစ်ပါးကအဲ့ဒီအမျိုးသမီးလေးကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးတော့ပွေးချီလိုက်ပြီးအဲ့ဒီချောင်းကိုပြက်ကူလိုက်တယ်။တယ်လီကားထဲမှာကျမတို့နှစ်ယောက်တည်းမဟုတ်တဲ့ဖြင့်ကျမ၏ပုံမြင်ကိုခဏရပ်ထားလိုက်ပါသည်။ကျမကသာစကားရပ်ထားပြီးမြဲကျမတို့ဘေးကအမျိုးသမီးနှစ်ယောက်ကတော့သူတို့ပြောလက်စကားကိုခက်ချစ်ချစ်စပြောနေကြ၏။တယ်လီကားထဲမှာထွက်ပြီးကားရရနေရစီတို့ရှောက်လာကြတော့မှကျမ၏ပုံတို့ကိုဆက်ရသည်။ချောင်းတိပဲရောက်တော့အမျိုးသမီးလေးလည်းသူ့လန်သူ့သွားရဟန်းနှစ်ပါးလည်းကိုယ်လန်ကိုဆက်ကြတာပေါ့။ကျောင်းသိငန်းကိုရောက်တဲ့အထိအမျိုးသမီးကိုပွေးချပြီးကိုလိုက်တဲ့ပထမယဟန်အဖြစ်ကိုဒုတိယယဟန်ကလုံးဝမချင်လေဘူး။ယဟန်သိက္ခာပုံကြီးစွန်တယ်လို့သူတွေ့ထားတာကိုကျောင်းသိငန်းကိုရောက်တော့သူ့စိတ်ထဲမချင်တတ်တာတွေကိုဆက်ပြီးမမြုပ်သိမ်းနိုင်တော့ပဲပထမယဟန်ကိုသူကဝေဖန်လိုက်တယ်။ကိုရောဘာဖြစ်လို့အဲ့ဒီအမျိုးသမီးကိုထိခိုက်ခဲ့ရတာလဲ။ဒါဟာကိုရောမလုပ်တဲ့နဲ့ရှောင်တဲ့နဲ့ဝင်ကြီးမဟုတ်ဘူးလားဆိုပြီးဝေဖန်တယ်။အနီရောင်ကားကလေးသည်ဟိုဘက်ဒီဘက်အဖို့မရှိပဲသူတစီရဲ့ခန့်မှုကိုစောင့်နေလေသည်။ကျမထိုင်ပြီးညာဘက်ကျန်ကားတကားကိုသူအရင်ဖွင့်ပြီး၏။ကားတကားစီမှာအမြဲတွေ့ထားနေကြထိုင်ကုန်ခပတ်ကိုကျမကိုယ်ပေါ်မှာအလိုက်တင်ပြအောင်သူပြင်ဆင်ပြီး၏။ပြီးနောက်တကားပိတ်ပြီးပါသည်။ကျမကြည့်ဘူးသော Abrams တဲ့ရုပ်ရှင်ထဲမှာ Daughters ဟူသောအကြောင်းအရာကလေးတစ်ခုကိုကျမသွားသတိရမိသဖြင့်သူ့ဘက်ကတကားကိုသူတော့မဖွင့်ရသေးမီကျမကိုကိုင်းကအထဲကဖွင့်ပေးလိုက်မိ၏သူကဂျေစုဟုဖြုံးရရင်ကားထဲဝင်ထိုင်လိုက်လေသည်ရှင်းကိုကြိုးဆိုရတယ်ဟုပြန်ပြောလိုက်သည့်အချိန်တွင်ကျမမျက်လုံးတွင်အနှဲငယ်ပြုံးမိသွားမည်ဟုထင်ပါသည်ဆက်ပြောလေရတနာမင်းပုံမြင်ကဆုံးခတ်နေပြီမဟုတ်လားတိတ်မှန်တာပေါ့ကားရရအဆောက်အဦ၏အပြင်ဘက်ထွက်သည့်အချိန်မှာသူကအပူပေးစက်ကိုတတိတရဖွင့်လိုက်၏အဲ့ဒီခါမှာပွေးချီလာတဲ့ဟန်ကပြန်ပြောတယ်ကိုရောကျုပ်ကအဲ့ဒီမျိုးသမီးကိုချောင်းဆက်မှာပဲလွှတ်ချထားခဲ့ပြီကိုရောကတော့ចောင်းတင်ငန်းနေထီအောင်တိတ်လာတာကိုတဲ့သူအတန်ထွက်ရင်မလိုက်လေသည်အဲ့ဒီယဟန်မကိုစူလို့လဲဆိုတာရှင်းနားလဲရဲ့လားနားလဲတယ်လို့ထင်တယ်စိတ်ရဲ့အင်းနဲ့အချင်းဒေးဗစ်ဖွင့်ဆိုချက်ပေါ့ပထမယဟန်ကအမျိုးသမီးကိုပွေးချီသိခဲ့ပေမဲ့တာယာမှုမရှိဘူးရှိခဲ့ရင်တော့မှပြေးရတဲ့ပြိုင်နဲ့သူစိတ်ထဲမှာဘာမှမရှိဘူးရှင်းသွားပြီဒုတိယ
ကျဉ်းတတ်မှုဒေါသစိုးရိမ်ခြင်းရှုပ်ချမှုစားရစိတ်ညစ်ခြင်းတွေကိုတခြားလုံးတည်ဆောင်လာခဲ့အဲ့ဒီအထိပင်မဟုတ်လားတေတော်လိုက်ပါလားကွယ်ဒီပုံမှုထုလေတော်တော်လေးပဲရှိကျေးဇူးပဲသိသိကြတာပေါ့ကျမတို့ကိုပြန်ပြောလိုက်ပါသည်နှွေးပြီလားဟုတ်ကဲ့နှွေးစားပြတာပါပြီစဝါးပြီးတာလမ်းမပေါ်တွင်အိမ်ပြန်ကားများယခုထိရှင်းမသွားသေးပဲလမ်းမပေါ်မှာရှုပ်ရှက်ခတ်နေစေပြီနေဝင်ချိန်လမ်းမသို့ချိုးကွေးသည့်မိဘရောက်လာသည်ကျမတို့ကားကမိစိန်ဆောက်စရာမလိုပဲညာဘက်မှာကိုယ်ရတော်လေအဲ့ဒီသွားနေသောကားတွေအချိန်ကိုစောင့်နေရပါသည်ထိုအချိန်မှာပင်သူပရင်းမောက်စီမှာဖြစ်လျက်ဟိုဘက်ရှိတော်ကောင်းကင်စီမှာထွက်ပေါ်စားလာပြေဝန်ကိုမြင်တွေ့တတ်ရသည်ကြည်စံလာထွက်နေပြီသိလာတာပဲမလောက်လားရင်သူကတိုက်ခေါင်မှုနဲ့တပြင်းအဝတ်ထက်ကလာဝန်စီတို့လမ်းကြီးကပြုံးသည်ထို့နောက်ညဘက်သို့ချိုးကွေးကနေဝင်ချိန်လမ်းမပေါ်မောင်းလာရင်ကျမအားမိကွန်းတစ်ခုမိပါသည်ဘောကလေးကိုမြင်ကြဘူးလားဟုတ်ကဲ့သူ့ကြည့်တုံးလေးကတော့ကျမကြည့်ဖူးပါတယ်မင်းတွေ့မှုရဲ့ကြည့်ကားတွေထဲမှာစိတ်ချမိန်မှာလာထွက်ခြင်းဆိုတော့ပါလားကျမတွေ့ခနဲ့ပြင်ဆင်စားလိုက်ရသည်ကျမကြည့်ဖူးသောကားတွေမှာလက်တကောင်ကြီးအမတ်တရာအိမ်တွေရဲ့တစ်ပင်နောက်တစ်ခုကပါပါလိမ့်တူနီရှန်ဝင်းထီသည်လာထွက်ခြင်းဆိုတာကျမမသိပါမိုးမကြည့်ခဲ့တဲ့ကားတွေကရောအပြာနှုတ်ရောင်နောက်ခံနေဟင်းအဲ့ဒါလားမဟုတ်ဘူးမပါမှုထင်နေအဲ့ဒီကားကဘာမှလဲမူလနေရာကတော့ဂျာမနီနိုင်ငံမှာပေါ့ဒါပေမဲ့ကလီရဲ့ပချီလက်ရာတွေကိုစုပြီးမြို့တစ်မြို့ရဲ့ပြရိုက်တစ်ခုခုမှာပြပွဲလုပ်ခဲ့ရင်ပချီတွေကိုခဏငါမိရတယ်လေကိုပြောချင်တာကဒီလိုပါစောစောကဖြတ်ကနေလမ်းမြင်လိုက်ရတဲ့လာထွက်ချိန်မိခွင့်တွေဟာပေါ်ကလီရဲ့လာထွက်ချိန်ကြီးကကိုသွားသတိရစေလို့ပါပြောပြမလားအဲ့ဒီကားအကြောင်းဒုက္ခတူတူရဲ့ဤပချီကားတစ်ခုကိုမကြည့်ဘူးတဲ့လူတယောက်ကိုအဲ့ဒီပချီကားအကြောင်းတရုတ်ပေါ်ပြပြဖို့ဆိုတော့တော်တော်ခက်ခဲတာပဲကြပြတစ်ပုတ်ဝတ္ထုတစ်ပုတ်ကိုလူတယောက်ကိုတစ်စိမ့်ပြန်ပြောင်းပြဖို့ကလွယ်ဝတ္ထုကြပြဆိုတာကစကလုံးတွေနဲ့ဖွဲ့စည်းထားတာဟုတ်ပချီဆိုတာကအယောင်တွေဟန်တွေနဲ့ဖွဲ့စည်းထားတာဆိုတော့မြင်းမျက်လုံးထဲမှာမြင်လာအောင်ကိုပြပြတတ်မှမထင်ဘူးပိုဆိုးတာကပေါ်ကလေးရဲ့ပချီဟာအယောင်တွေနဲ့ဖွဲ့စည်းတဲ့ dramatic စံနုပညာဖြစ်နေတယ်အပြင်လောကရဲ့သဘာဝမြင်ကွင်းကိုပဲယူရေးတာပါပဲဆက်ဆက်မှုလည်းရှိပါတယ်ဒါပေမဲ့သူ့ကြည့်ရရောက်တဲ့အခါအဲ့ဒီမြင်ကွင်းဟာ dramatic ပုံစံဖြစ်သွားတယ်ကျမသူ့ကိုလက်ကြီးကပြုံးလိုက်သည်ကောင်းပြီဒါဆိုကျမခံမှန်းလို့ရအောင်အဲ့ဒီပချီကားကိုသူ့ဘယ်နဲ့ပိုင်းချမှာဆွေးထိလာလဲဆိုတာပြောကျမကသူ့ကြည့်ရဟန်ကိုမှန်းကြည့်လိုက်မယ်ဟုတ်ပြီလားသူကကျမရဲ့စိတ်ခေါ်မှုကိုဝမ်းမြောက်ဝမ်းသာလက်ခံလိုက်၏ကောင်းတယ်ပေါ်ကလေးဒီ1900ပြည့်လုံခါဆောင်မှာရေးဆွဲလေးရှိသောဟန်ကတစ်မျိုး1914ခုနှစ်အလွန်ကာလများမှာရေးဆွဲဟန်ကတစ်မျိုး1920ကျော်ကာလမှာရေးဆွဲဟန်တစ်မျိုးဖြစ်သည်ကိုမမီတလောက်ကတော့အဲ့ဒီကြီးကားကိုတူနီရှားသွားတဲ့ခီးကာလာလောက်ကရေးခဲ့တာပဲစိန့်ဂျာမီဆိုတာတူနီရှားနိုင်ငံကတောမြို့ကလေးတစ်မျိုးလေးကျမလက်ဖြောက်တစ်ချက်တီးကအားတက်တီကိုသူ့ကိုကြည့်မိသည်ရပြီအဲ့ဒါဆိုကျမသိပြီအဲ့ဒီကြီးကားကိုမြင်ဖူးမိမယ်အဲ့ဒီကြီးဟာဘလို့ဟန်မျိုးတယောက်ပေါ်တာလဲသိပြီတူနီရှားကာလာမှာဆွဲခဲ့တဲ့ပကြီးတွေမှာစုပ်ပြားကြီးကြီးတွေနဲ့အယောင်တစ်ခုပေါ်တစ်ခုအစွန်းချင်းထပ်သွားတဲ့ဟန်တွေကြီးပဲတူနီရှားဦးရဲ့ဆိုတဲ့ကားကိုကျမကောင်းကောင်းသိတယ်အနီရောင်လိမ္မော်ရောင်နဲ့ပန်းရောင်ကိုပဲသုံးသွားခဲ့တာအားလုံးဟာစုပ်အပြားနဲ့ဆွဲသွားတဲ့တီချာတုံးတွေကြီးပဲဒါပေမဲ့အပြင်လောကရဲ့ဦးရဲ့အယောင်ရအောင်အချိုးညီညီပြပြကလေးရောလိုက်တဲ့အခါအဲ့ဒီစုပ်ချက်တွေဟာဦးရဲ့ဖြစ်သွားရောသိဆွေးဆောင်မှုရှိရဲ့ညီပဲအခုလာထွက်ချင်ရလဲအဲ့ဒီလိုပဲဖြစ်ရမယ်အပြားလိုက်စုပ်ချက်တွေတစ်ခုပေါ်တစ်ခုအစွန်းချင်းထမ်းမယ်အယောင်ကအထူမဟုတ်ဘူးထွင်းဖောက်နိုင်တဲ့အပါအစာနွေးတဲ့အယောင်နဲ့အေးတဲ့အယောင်တွေကိုပြည်နေအောင်စထားလိုက်မယ်ဟုတ်သလားမဟုတ်ဘူးလားပြောသူကျမကိုတန်းတော်ကြည့်လိုက်သည်တဲ့မှန်ပါလားဒါနဲ့မင်းပြောတော့မင်းကြီးရောက်မှဖြီကားစစ်တွေမြင်ဘူးလားဆိုဟုတ်တယ်လေအဲ့ဒီတော့ကဖြစ်လဲဘာဖြစ်ရမလဲမင်းလေးလာတဲ့နှုံကတိတ်ညံနေတာပေါ့ကျမသူ့ကိုမျက်ခုံးပင်ကခက်မိတ်မိတ်ပြုံးပြလိုက်မိသည်ကျမကမြို့ကြီးသုံးမြို့ရဲ့ပြရိုက်လေး၅ခုကိုသွားလိုက်ပြီးပြီလေကြီးဟန်တွေနည်းနည်းပါတော့တင်းမိခောက်မိပြီးပြီပေါ့အဆောင်ကြီးကမိပွိုင်းကိုပြတ်ကျော်လာခဲ့ပြီးချိန်တွင်
သူ့အာယုံမှာအဆောင်ရှိကားဝင်ပေါက်လန်ကလေးကိုကြုံသွားအောင်တတိထားနေရတဲ့ပြင်စကားပြသွားသည်အဆောင်ဂိတ်တကားရှိသို့ရောက်လာတော့မှကျမဆက်ပြောလိုက်ပါသည်ဒါပေမဲ့ပကြီးဆရာတယောက်ရဲ့ပကြီးတွေအများကြီးကိုတခါတည်းအားရပါရကြည့်ပြရှင်တဲ့စိတ်မျိုးနဲ့သူ့ပကြီးတွေကိုကြည့်ရှင်သေးတယ်ကောင်းပြီချိန်နေပြီးရင်ကိုမင်းကိုသိပေးပါမယ်ကျမဆောင်ရှိတွင်ကားဆက်မတက်ပဲရပ်ထားပြီးကျမအားသူကိုယ်တိုင်ကားပေါ်မှာဆင်းပြီးနှုတ်ဆက်သည်မှာအရင်တစ်ပတ်ကပုံစံအတိုင်းဖြစ်သည်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးအတွက်ကျေးဇူးပဲရတနာသိကြတာပေါ့သူ့လီတန်ကိုတူခူ၍တုံ့ပြန်လိုက်တော့သူပြောပါသည်နောက်တစ်ခါကျရှင်ပုံပြောရမယ်လေနော်သူ့ပခုံးတွန်းလိုက်၏ကိုကလူကြီးတွေအတွက်ပုံမပြောတတ်ဘူးကိုနေ့စဉ်ရင်းနှီးနေရတာတွေဟာဓာတ်ပုံနုပညာနဲ့ကြည်နုပညာတွေရှိပဲကောင်းတာပေါ့ဒါဖြင့်ကျမကိုကြီးတွေချောင်းပြပြပေါ့โอเคလေထို့နောက်ကျမ၏လက်ပြားများကိုသူ့လက်ဖြင့်ပွားထွေထွေဆုပ်ကနှုတ်ဆက်သည်သူ့လက်သည်ကြီးမကျယ်ပြန်သဖြင့်ကျမလက်ကလေးတွေသူ့လက်ထဲမှပြက်ကွယ်သွားခဲ့သည်သူ့လက်၏နူးညံ့မှုချောင်းသွေးစွာနှွေးထွေးမှုသည်ကျမလက်ထဲသို့ခွန်အားဖြင့်ဆ